Okay ဆရာတို့ဒီဗီဒီယိုမှာဂျပန်စာလုပ်တဲ့အခါမှာအာယုံစူးစိုက်မှု focus အားကောင်းစေဖို့ဆရာဂျပန်စာလေ့လာတုန်းကရောအခုချိန်ထိပါလုပ်နေစေဖြစ်တဲ့ဆရာတို့နည်းလေးတစ်ခုကိုပြောပြပေးမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဆရာတို့ meditation ပေါ့ meditation ဆိုတာဆရာတို့တရားထိုင်တာလို့ခေါ်တယ်ပေါ့နော်ဆရာဂျပန်လို့ဆိုရင် meiso လို့ခေါ်တာပေါ့အဲ့တော့ဒီ meditation ကကျွန်တော်အရင်ဗီဒီယိုမှာဆရာပြောထားတာပေါ့နော်ဒီ focus အားကောင်းစေဖို့တခြားလုပ်ဖို့ဆိုပြီးတော့ဆရာအချက်၅ချက်ပြောပြထားတယ်ပေါ့နော်နီးပညာ technique ၅ခုဒါပေမဲ့အဲ့ technique ၅ခုကိုမလုပ်ချင်ဘူး5 minute rule တို့ pomodoro တို့ရန်ရှုပ်တယ်ဘာတွေမှလည်းမသိဘူးဆိုလို့ရှိရင်ဆရာဒီနည်းတစ်ခုတည်းကိုပဲလုပ်ဟုတ်ပြီနော်ဒီ meditation တစ်ခုပဲလုပ်ဘယ်ချိန်မှလုပ်ရမှာလဲဆိုလို့ရှိရင်ဆရာစာမလုပ်ခင်ဟုတ်တော့စာမလုပ်ခင်မှာလုပ်ပါပြီးလို့ရှိရင်မအိတ်ခင်မှာလုပ်ပါအချိန်ဘယ်လောက်လိုလဲဆိုလို့ရှိရင်9မိနစ်ပဲလိုပါတယ်9မိနစ်သို့မဟုတ်15မိနစ်ပေါ့နော်အဲ့နိုင်ဝက်တွေပါတယ်လည်းရပါတယ်ဒါပေမဲ့ဆရာတို့နိုင်ဝက်ကျတော့အချိန်ရန်ပေးရမှာတွေညောင်းတာတွေဖြစ်မှာဆိုလို့ပေါ့နော်9မိနစ်နဲ့15မိနစ်ကိုပဲဆရာတို့ comment ပေးပါတယ်အဲ့တော့ဒီ meditation လုပ်လိုက်ခြင်းအပြင် meiso လုပ်လိုက်ခြင်းအပြင်ဘာဖြစ်လဲဆိုလို့ရှိရင်ဆရာတို့ဒီမှာ focus အားအရင်ကောင်းလာတယ်အဲ့ဒါအရင်သိတာလားလဲမြင်ဆရာတို့ဒီစာလုပ်ခြင်း9မိနစ်သို့မဟုတ်10မိနစ်ထိုင်ပြီးတော့စာလုပ်ကြည့်အမှန်ရရင်သိတာလားလဲမြင်ပေါ့နော်ဆရာပြောတာမှန်ကိုယ့်ဘာသာစမ်းကြည့်လို့ရပါတယ်နောက်တစ်ခုကဆရာတို့ long term memory ကိုမှတ်ထားတဲ့ကိုချက်ထားတဲ့စာတွေကိုလွယ်တကူပြန်ပြီးတော့ recall လုပ်လို့ရတယ် long term memory သူကဒီတရားထိုင်နေတဲ့အချိန်မှာဆရာတို့သူအိတ်နေတဲ့ပုံစံမျိုးနဲ့တူတာပေါ့နော်ဒီအုံနောက်ထဲကမှတ်ဉာဏ်တွေကို memory တွေကိုပြန်ပြီးတော့စီစဉ်နေတာဆိုတော့ long term memory တကယ်ကိုကောင်းပါတယ်အဲ့တော့ဒီခန်းကြီးတွေမှတ်တဲ့ကံမှာလည်းကျတော့တော်တော်လေးမှတ်ရလွယ်ပေါ့နော်မှတ်မိတယ် Okay ရမယ်နော်အဲ့တော့ number 3က तू ကဘာလုပ်ပေးလဲဆိုလို့ရှိရင် anti panic stability လို့ခေါ်တာပေါ့ तू ကဥပမာပြန်ကျတော့ listening လို့ဟာမျိုးတွေပေါ့နော်စာမွေးမှာကျတော့ကြုံဘူးလားဆိုလို့ရှိရင်စာမွေးမှာ listening ကပထမတစ်ခေါက်ပဲဖွင့်ပြပါတော့တစ်ခေါက်ဖွင့်ပြသွားတယ်ဖွင့်ပြသွားတဲ့အခါမှာကိုကမကြားလိုက်ဘူးမကြားလိုက်တဲ့အခါမှာအဲ့ဒီဟာကိုကြားရတဲ့လောက်လိုက်စဉ်းစားတာပေါ့နော်အုံနောက်ကလိုက်စဉ်းစားနေတယ်စဉ်းစားတဲ့အချိန်မှာ तू ကမေးခွန်းပြီးသွားပြီနောက်တစ်ခုရောက်သွားပြီအဲ့လိုချိန်မျိုးမှာဆိုလို့ရှိရင်အရင် panic ဖြစ်တာပေါ့လူကဘာလို့လုပ်မှမသိတော့ဘူးဒီအရင်မေးခွန်းကိုပဲနားဆက်ပြီးတော့ဖြေရမလားအခုမေးခွန်းကိုပဲနားထောင်အောင်လားဆိုပြီးတော့ panic ဖြစ်တော့အဲ့လို panic ဖြစ်ပြီးတော့ဒီ listening နဲ့ကြားတဲ့သူတွေအများကြီးပေါ့နော်အဲ့တော့ဒီအဲ့လိုမျိုးတွေကိုကာကွယ်ပေးနိုင်တယ်ဒါစိတ်ကိုတည်ငြိမ်စေတယ်ပေါ့နော် anti panic နောက်တစ်ခုက zero brain fog cleaning ပုံမှန်အပြင် zero ဒီလူတိုင်းပေါ့နော် Facebook သုံးတယ် TikTok သုံးတယ် YouTube သုံးတယ်ဒီကောင်းထဲမှာမလိုအပ်တဲ့ zero ဒီ social media ပေါ်ပွဲတွေဟုတ်နော် celebrity တွေသတင်းတွေဘာမှမဟုတ်တဲ့အကြောင်းအရာတွေအဲ့ဒီအကြောင်းအရာတွေနဲ့ zero အုံနောက်ထဲမှာပြည့်နေတယ်အဲ့တော့ brain fog တွေဖြစ်နေတဲ့ခါလေးမှာzero ဝမ်းသာစရာတွေလည်းရှိတယ်တစ်ခါလေးမှာဝမ်းနည်းစရာတွေလည်းရှိတယ်တစ်ခါလေးမှာတခြား content မျိုးစုံပေါ့နော် content မျိုးစုံနဲ့အုံနောက်ကို zero ကဒီ foggy ဖြစ်အောင်လို့zero လောက်ထားတာဖြစ်တဲ့အတွက်ဒီတရားထိုင်ခြင်းအပြင်ဒီ brain fog တွေကိုပြန်လည်ပြီးတော့ရှင်းပေးတယ်အဓိကဘာနဲ့တူလဲဆိုရင် zero ဒီဖုန်းတွေမှာ refresh ပြန်လုပ်တာတို့ reboot ပြန်လုပ်တာတို့ပေါ့နော်အဲ့လိုဟာမျိုးနဲ့တူတယ် brain fog cleaning နောက်တစ်ခုက flow state စာလုံးနေမှမသိတဲ့ state ပေါ့နော်ကိုကပင်ပန်းလို့ပင်ပန်းမှန်းလည်းမသိတော့ဘူးဒီကလုံနေရတာကိုစီမျောနေတယ်ဆိုတဲ့ state ကိုရအောင်သွားဖို့ဒီ meditation ကသူကအရန်ကိုထိရောက်တယ်ဟုတ်ပြီနော်သူက15မိနစ်လောက်ဆိုတော့တရားထိုင်ပြီးသားဆိုစိတ်ကငြိမ်သွားပြီလူကလည်းငြိမ်သွားပြီအဲ့အချိန်မှာဘာပဲမှတ်ဘာပဲလုပ်ကိုကတည်ငြိမ်နဲ့လုပ်နိုင်ကန်နိုင်တယ်ပေါ့နော်အဲ့တော့ဆရာ recommend ပေးတာကတော့ meditation meiso ကိုစပြီးတော့စမ်းကြည့်ပါပေါ့နော်ကိုကစာလုပ်တဲ့အခါမှာ focus ရန်အားနေနေတာပဲဖြစ်ဒါမှမဟုတ်စာလုပ်ဖို့အချိန်ဆွဲမိနေတာပဲဖြစ်ပေါ့နော်ဒါမှမဟုတ်စာလုပ်ဖို့ကိုဝင်လေးနေတယ်လို့ resistant တခုခုခံစားနေရတယ်လို့လောက်ရမှာမှန်းနဲ့သိရဒါပေမဲ့ကိုကလုပ်ဖို့အင်အားမရှိတယ်လို့အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင် meditation ဆရာတို့9မိနစ်ကနေ10မိနစ်တွင်နဲ့စကြည့်ပါဒါပေမဲ့ဆရာမှတ်ထားမှာကကိုကဒီ meditation အချိန်သတ်မှတ်လိုက်ပြီဆိုလို့ရှိရင်9မိနစ်ဆိုရင်ဒီ9မိနစ်ကိုအမြဲတမ်းတွားပေးပါပေါ့နော်15မိနစ်ဆိုလဲ15မိနစ်ဆိုတော့9မိနစ်ထိုင်လိုက်15မိနစ်ထိုင်လိုက်10မိနစ်ထိုင်လိုက်အဲ့လိုမျိုးလုပ်ပါနဲ့ဟုတ်ပြီနော်အဲ့တော့တက်မှတ်တဲ့နေ့တိုင်းတွားပါဘယ်ချိန်မှလဲဆိုလို့ရှိရင်ဆရာစာမလုပ်ခင်မှာထိုင်ပါထမင်းစားပြီးချိန်မှာမထိုင်ပါနဲ့ဟုတ်ပြီနော်ထမင်းစားပြီး15မိနစ်လောက်ကိုလည်းလှုပ်ရှားမှုရင်လုပ်မယ်ပြီးတော့မှထိုင်မယ်ဟုတ်ပြီနော်စားပြီးချင်းမထိုင်ရပါဘူးပြီးလို့ရှိရင်ညအိတ်တဲ့ခါမှာလည်းကျတို့မအိတ်ခင်15မိနစ်တော့မဟုတ်10မိနစ်လောက်ထိုင်ပေးရပါမယ်ဟုတ်ပြီနော် Okay လောက်ဆိုရင်ကျတော့အားလုံးနားလည်လာပြီထင်ပါတယ်အဲ့တော့ meditation တရားထိုင်တာကိုစပြီးလုပ်ကြည့်ပါတကယ်လို့အကျိုးထူးရဆိုလို့ရှိရင်ဆရာကိုပြန်လာပြောပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်